ကဲဖုန်းအင်တာနက်နဲ့အဆင်ပြေမဲ့ line လေးတွေစမ်းတက်နေပါတယ်နော် SD line လေးပေါ့နော် SD line လေးဒီနေ့ညတ line စမ်းတက်နေတယ်ပေါ့နော်ညတွေရထည့်ထားပါတယ် mobile data နဲ့ကြည့်လို့အဆင်ပြေအောင်ပေါ့နော် show wifi မရှိတဲ့နေရာတွေကျတော့ mobile internet နဲ့မှအဆင်ပြေတာပေါ့နော်ဖုန်းကနေဟောပေါ်လွတ်နေပြီးရင်ဆက်မှချိတ်တုံးတယ်ပေါ့နော်ချိုးကြတယ်ဒီလိုပဲဖုန်းကကြည့်တယ်ပေါ့နော်တက်နေလို့ဆိုတော့မိတ်ဆွေများအတွက်ဟိုစမ်းတက် line ထည့်တာပါတယ်နော်နောက်အဆင်ပြေတယ်ဆိုရင်တော့ AD line ကိုအကုန်လုံးဖြုတ်ချမယ်နော် AD line ကိုနည်းနည်းပဲထားမယ် SD line ကိုများများထည့်ပါဘောနော်ကြည့်လို့တော့အဆင်ပြေပါတယ်တအားကြီးမှုန်နေလို့မဟုတ်ပါဘူးနော်နည်းနည်းကြည့်ရအဆင်ပြေအားလုံးထည့်ပေးမယ်နော်ဟုတ်ကဲ့ပါအခုဒီမှာ2မိနစ်လောက်ပေါ့နော်ရိုက်ပြတာရှိလည်းမရတော့ငြိမ်နေပြအဆင်ပြေ